အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ရဲ့မွန်းတဲ့12နာရီချိန်ထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးရမယ့်ချိန်ရောက်ရှိလာပါပြီဒေါ်လာနေသစ်ပါလို့ပြည်သူပေါင်းနှခွန်းဆက်တာပါတယ်ခင်ဗျာဒီကနေ့မှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့ထိုင်းနဲ့ကမ္ဘောဒီးယားတို့စစ်ပွဲကတကြော့ပြန်ဖြစ်လာပြန်ပါပြီထိုင်းလေတပ်ကကမ္ဘောဒီးယားစစ်စခန်းတွေကိုဘုံကျဲပြီးကမ္ဘောဒီးယားကလည်း BN21 ရုရှားထုတ်ဒုံးကျည်တွေနဲ့ထိုင်းနယ်ကိုပြန်လည်ပစ်ခတ်နေကြပါတယ်ခင်ဗျာမြောက်ကလာပမြို့နယ်ခမ်းမကိုလက်ပစ်ဘုံတွေပြင်းအားမြင့်မိုင်းတွေနဲ့မြို့ပြကျွတ်အဖွဲ့ကဖောက်ခွဲတိုက်ခိုက်လိုက်ကြပါတယ်ထိခိုက်ဒေဆုံးမှုတွေကဘယ်လိုရှိပါသလဲစကိုင်းထွက်မှာတော့မြို့နယ်မှုကိုယ်တိုင်ပေါ်တာဆွဲနေတယ်လို့သိရပါတယ်ခင်ဗျာအာယုတောင်ကျေးရွာမှာအင်အား80လောက်ရှိတဲ့အချမ်းဘတ်ဆေးအုပ်စုကိုရေဘလူးတို့တပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်လိုက်ရမှာပြူကောင်းဆောင်ဒဏ်ရာရရှိပြီးတော့ပြူ၄ဦးသေဆုံးသွားပါတယ်လက်ဗရန်မြို့နယ်မှာအချမ်းဘတ်ဆေးအုပ်စုကိုတိုက်ခိုက်ရမှာတော့စစ်ရှုံးကောက်စီတပ်ဘက်က2ဦးသေဆုံးတယ်လို့သိရပါတယ်ခင်ဗျာခွားမြင့်နယ်ခြေဆိုင်ခမရ963တရင်ကဒုတက်ကျက်2ဦးအပါအဝင်စစ်မှုထမ်းတပ်သား1 4ဦးတနက်4လက်ယူဆောင်လာပြီးတော့အလင်းဝင်လာကြပါတယ်ဒီသတင်းတွေနဲ့အတူထူးထူးခြားခြားသတင်းဖြစ်စဉ်ကြောင်းရာတွေကိုနားဆင်ရမှာပါခင်ဗျာ